အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ MV07 speaker ရဲ့အသုံးပြုနည်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံး power button ခလုတ်ကို3စက္ကန့်လောက်ဖိထားပြီးတော့ power ရင်ဖွင့်ပေးပါပြီးရင်ဖုန်းရဲ့ Bluetooth ကိုဖွင့်ပြီးတော့ MV07 speaker နဲ့ချိတ်ဆက်ပေးပါမုတ်ပြောင်းချင်တယ်ဆိုရင် M ခလုတ်ကိုတစ်ချက်နှိပ်ပါ speaker နှလုံးချိတ်ဆက်ချင်တယ်ဆိုရင် M ခလုတ်ကို3စက္ကန့်လောက်ဖိထားပေးပါတချင်းရဲ့ချင်း playbox ခလုတ်ကိုတစ်ချက်နှိပ်ပါ Bluetooth ကို disconnected နဲ့ connected လုပ်ချင်တဲ့အခါမှာ playbox ခလုတ်ကို3စက္ကန့်လောက်ဖိထားပေးပါအတန်ကျချင်းအပေါင်းကိုတစ်ချက်နှိပ်ပါနောက်ထပ်တချင်းကိုကြောချင်တယ်ဆိုရင်အပေါင်းခလုတ်ကို3စက္ကန့်လောက်ဖိထားပေးပါအတန်တိုးချင်တယ်ဆိုရင်အနှုတ်ကိုတစ်ချက်နှိပ်ပါအရှိရတဲ့ချင်းကိုပြောင်းချင်တယ်ဆိုရင်တော့အနှုတ်ခလုတ်ကို3စက္ကန့်လောက်ဖိထားပေးပါမိုက်တန်ကျချင်းတယ်ဆိုရင် M ဘုံလုံးနဲ့အပေါင်းခလုတ်ကိုပြန်ယူတစ်ချက်နှိပ်ပါမိုက်တန်တိုးချင်တယ်ဆိုရင် M ဘုံလုံးနဲ့အနှုတ်ခလုတ်ကိုပြန်ယူတစ်ချက်နှိပ်ပါတချင်းဖွင့်ထားပြီးမိုက်တန်ကိုဦးစားပေးချင်တယ်ဆိုရင် M ဘုံလုံးကို3စက္ကန့်လောက်ဖိထားပေးပါမိုက်ရဲ့ Echo ကိုကျဲချင်တယ်ဆိုရင် Echo နဲ့အပေါင်းခလုတ်ကိုပြန်ယူတစ်ချက်နှိပ်ပါမိုက်ရဲ့ Echo တိုးချင်တယ်ဆိုရင် Echo နဲ့အနှုတ်ခလုတ်ကိုပြန်ယူတစ်ချက်နှိပ်ပါကာရာအိုကေမုတ်ဖွင့်ပေးလုပ်ချင်တယ်ဆိုရင် Echo ခလုတ်ကို3စက္ကန့်လောက်ဖိထားပေးပါ Indoor Outdoor နဲ့ကာရာအိုကေမုတ်ပြောင်းချင်တယ်ဆိုရင် EQ ကိုတစ်ချက်နှိပ်ပါမီးရောင်ပြောင်းချင်တယ်ဆိုရင်ဒီခလုတ်လေးကိုတစ်ချက်နှိပ်ပေးပါကဲဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် channel လေးကိုလည်း subscribe လုပ်ခဲ့ပေးအောင်နော်